အားလုံးကိုကျွန်တော်ကနိုင်ငံခြားကိုထွက်တယ်နိုင်ငံခြားကိုထွက်တယ်ဆိုတာနိုင်ငံခြားကိုပြီးထွက်ပြီးတော့မြန်မာနိုင်ငံကိုဆုံးခါပါကိုပြောတာမဟုတ်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်စင်ကာမှာကျွန်တော် permanent resident ကြပြီးတော့မြန်မာနိုင်ငံကိုကျွန်တော်ပြန်ဝင်လာခဲ့တယ်လုပ်ငန်းရှင်တယောက်နဲ့ပြန်ဝင်တယ်စုံမှု professional စပုံမှုတယောက်နဲ့ပြန်ဝင်တယ်ပြန်ဝင်ပြီးတော့အခုတခါကျွန်တော်ဂျာမနီနိုင်ငံကိုကျွန်တော်ထွက်လာတယ်ဂျာမနီနိုင်ငံမှာ professional စပုံမှုတယောက်နဲ့လုပ်ဂျာမနီနိုင်ငံကိုလည်းကျွန်တော်လာစေချင်တယ်ဒါလေးကိုကျွန်တော်ထည့်ပြီးပြောချင်တယ်ဘာလို့လဲဆိုတော့ဂျာမနီနိုင်ငံမှာအခုလက်ရှိအနေအထားမှာနိုင်ငံတကာကဝန်ထမ်းတွေအားကြီးတို့အများကြီးတို့ဆိုတော့လက်ရှိမှာဂျာမနီနိုင်ငံမှာဖြစ်နေတဲ့ပုံစံကပါလဲဆိုတော့ဒီဖြစ်ဖြစ်နဲ့လူတွေကတက်ကြီးလာကြတယ်နော်တက်ကြီးလာတယ်တက်ကြီးလာတဲ့ကျွန်တော်ကအားများတယ်နောက်ကဂျာမနီနိုင်ငံကအခွန်များတယ်ဟုတ်အခွန်အားများတဲ့အတွက်ကြောင့်မလို့ဟိုဂျာမနီနိုင်ငံမှာဒီတချို့ professional တွေကဂျာမန်နိုင်ငံသားတွေကဂျာမန်နိုင်ငံအလုံးလုပ်ပဲနိုင်ငံပြောင်းထွက်ပြီးတော့တချို့ tax နေတဲ့နိုင်ငံနော်အဲ့လိုလုပ်တဲ့အခါမှာဂျာမနီနိုင်ငံမှာတကယ်လုပ်နိုင်တဲ့ဆိုတော့professional တွေကဖြစ်ဖြစ်နေတယ်ပါဒါကဘာလို့လဲနော်နောက်တစ်ခါအဓိကတော့2030အထိကိုဟိုက9တန်းလောက်ဒီပုံကိုလုပ်ထားတယ်အဲ့ဒါကြောင့်မို့သူကဂျာမနီနိုင်ငံအရင်တော့သူ့တော့လုံးဝဖွင့်ထားတယ်ဝန်ထမ်းတွေအများကြီးလိုတယ်ပြီးတော့ဥပမာစပုံမှုတွေဆိုအများကြီးလိုအေရှန်နဲ့ပတ်သက်တဲ့လူတွေဆိုရင်ကောင်းတယ်ဒါဂျပန်စားစာရတဲ့လူတွေဆိုလည်းကောင်းတယ်တခြားနိုင်ငံတကာရတဲ့လူတွေဆိုလည်းပြဿနာမရှိဘူးဟိုလာခဲ့ပါအဲ့တော့ဂျာမနီနိုင်ငံမှာဘာဖြစ်နိုင်လဲဆိုရင်ဂျာမနီနိုင်ငံမှာအလုပ်လို့ရတယ်လုပ်လို့ပြီးလို့ရှိရင်နောက်တစ်ခါလုပ်ငန်းရှင်ဖြစ်လို့ရတယ်နှစ်ခုပဲရှိတယ်ဘော professional chef နေတဲ့အလုပ်လုပ်တာဒီရအနေနဲ့လုပ်ငန်းရှင်ပြောင်းနေတဲ့အလုပ်လုပ်ဒီဂျာမနီနိုင်ငံမှာကျတော့လုပ်ငန်းရှင်ပြောင်းနေတဲ့အလုပ်ဖို့တော့အစိုးရအနေနဲ့တော့သူကကြားပြန်ပေးထားတယ်အဲ့တော့ဒီမှာလာပြီးတတိလာပုံရတယ်ဒီမှာလာပြီးတော့အခွန်တော့ပေးတာများတော့နည်းနည်းပေးဆက်တော့ဒါပေမဲ့ဂျာမနီနိုင်ငံမှာကျတော့ဒီ permanent resident ရောက်လို့လေလွယ်တယ်တခုပဲလူတွေပါလဲဆိုရင်ဟိုကဂျာမန်စကားကိုမြန်မာနိုင်ငံမှာတွေက B1 level လောက်ထိတက်လာတယ် language barrier မရှိတာလုံးဝမရဘူးဟိုဂျာမနီနိုင်ငံကိုလည်းလာဖို့ကျွန်တော်ဖိတ်ခေါ်တယ်နိုင်ငံတကာကိုထွက်ဖို့လည်းကျွန်တော်အားပေးတယ်